Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မန္တလေးကိုရောက်နေပါပြီမန္တလေးမှာမလဲခင်ဟိုတယ်ကိုအရင် check in ဝင်ပါတယ်ဟိုတယ်က New Tiger Hotel ပါလမ်း80 38နာမှာရှိပါတယ်3ယောက်ခန်းတစ်ခန်းကိုတညကို3သိန်းပေးရပါတယ်ဘူတာကြီးကနေရောက်ချင်းကိုဟိုတယ်မှာဝင်ပြီးတော့ check in ဝင်ရောထုတ်ထားရုံပဲပေါ့နော်ထားပြီးတော့ခဏနေကြရင်ဥပိန်တရားကိုသွားပါမယ်ဟိုတယ်ကန်းက6လွာမှာပါဒါကတော့6လွာလေးမြင်ရတဲ့မန္တလေးမြို့ကြီးရဲ့အလားပါကိုကတော့ဥပိန်တရားကိုသွားနေပါပြီမန္တလေးမှာဘူတာကြီးကနေပြီးတော့စရောက်တဲ့နေ့ရယ်ပြီးတော့နောက်တစ်ရက်ရယ်ပြီးတော့နောက်နေ့ကျရင်မနက်စောကြီးဘူတာကြီးထီကိုပို့တဲ့3ရက်ပေါ့နော်3ရက်စာကို3သိန်းခွဲပါနားခဲ့တဲ့ဦးဝေသမားရဲ့ဖုန်းနံပါတ်ကိုဗီဒီယိုရဲ့နောက်ဆုံးလေးမှာလိပ်စာကလေးနဲ့တင်ပေးထားပါတယ်အခုကတော့ဒေါက်တာအင်းမှာရှိတဲ့ဥပိန်တရားကိုရောက်ရှိလာပါပြီအနည်းညနေပိုင်းဘူတာဆင်းတော့မန္တလေးမှာမိုးတော်တော်ရွာနေရပါတော့။ဒါပေမဲ့ကံကောင်းတာကဥပိန်တရားကိုလာရင်းနဲ့ရောက်ခံနေလေးမှာပဲမိုးတိမ်သွားတော့လီလီအေးလေးနဲ့တော်တော်လေးတော့လမ်းလျှောက်လို့ကောင်းပါတယ်။ဒီတရားကြီးကိုအမရပူရနန်းဆန်ခဲ့တဲ့ပကံမင်းလက်ထက်မှာမျိုးစီမင်းထင်မင်းလှကျော်ဥပိန်ပေါ့နော်ဥပိန်ကတိဆောက်ခဲ့တာပါထူးခြားတာကဒီတရားကိုဆောက်လုပ်တဲ့အခါမှာအင်းဝနန်းဟောင်းကကြံရှိရဲ့ကျွန်းတိုင်လုံးကြီးတွေကိုအသုံးပြုခဲ့တာဖြစ်တယ်အခုဆိုရင်တော့တက်တန်းက185နှစ်ကျော်နေပါပြီတရားရဲ့အရှိက3968ပေရှိရလို့သိရပါတယ်တောက်သမင်းအင်းကိုဖျက်ကျော်ပြီးတော့ဆောက်လုပ်ထားတာပါမူလကကျွန်းနိုင်ပေါင်း1086တိုင်နဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့ခိုင်ခန့်အောင်လို့တချို့နေရာတွေကိုကွန်ကရစ်တိုင်တွေနဲ့အစားထိုးပြုပြင်ထားတာကိုတွေ့ရပါတယ်ဥပိန်တရားရဲ့အလားဆုံးချိန်ကတော့နေဝင်စည်းစာအချိန်ပဲပေါ့နော်အဲ့ဒီကတော့မိုးနဲနဲ့အုံနေတော့နေဝင်စည်းစာကိုတေချာတော့မမြင်ခဲ့ရပါဘူးဥပိန်တရားကိုရောက်ရင်တရားပေါ်မှာလမ်းလျှောက်တာမကပဲနေပေါ့နော်ကန်ထဲမှာလှေလေးတွေစီးကြည့်ပါရေကန်ရဲ့အလှရဲ့ပြီးတော့တရားရဲ့အလှရဲ့နေဝင်ချိန်ဆိုရင်နေဝင်ချိန်ရဲ့အလှရဲ့နေပေါ့အရန်ကိုလာပါနေမှာပါအဲ့ဒီရာသီဥတုလေးလည်းကောင်းတော့ကန်ထဲမှာလှေတော်တော်ကြာကြာအောင်စီးပြလိုက်ပါတယ်အဲ့ဒီကလှေသမားဦးလေးနာမည်ကဦးညွန့်ဝေပါအရန်သဘောကောင်းတယ်ပြီးတော့ဘလူရိုက်ရမယ်ဘလူပုံစံနေရမယ်ပြီးလှေကိုလှည့်ပေးတာတွေကအစားပေါ့နော်အရန်ကိုအတွေ့အကြုံများတယ်လို့ပြောရမှာပေါ့ပုံမှတ်လာလေးလည်းရခဲ့ပါတယ်ဥပိန်တရားအပြန်ညနေလေတော်တော်ဆောင်းနေပြီဆိုတော့ညစာစားဖို့ကိုပဲဆိုင်စီကိုတန်းသွားပါတယ်ဆိုင်နာမည်ကတော့ရွှေမန်းမှာဟင်းနေနဲ့ဆုံးနဲ့အရသာလည်းကောင်းပါတယ်အဆိုင်ကခရမ်းကျင်သီးငပိချက်ပေါ့နော်အရန်ကောင်းပါတယ်တမျိုးလေးနဲ့စားရင်တော့မှတော်တော်လေးရတာရှိရပေါ့နော်
ဥပိန်တတာအပြန်ညစာလဲစားပြီးပြီဆိုတော့အခုတော့ဟိုတယ်မှာအနားယူကိုသွားနေပါပြီလဲစရာပတ်စံတွေကိုတော့နောက်နေ့မှတရက်အပြည့်ပေါ့နော်တခြားလေးလဲမှာပါနောက်တစ်နေ့ရဲ့မနက်ခင်းမှာတော့ရာသီဥတုကအောင်မိုင်းမိုင်းလေးဖြစ်နေပါတယ်။မိုးတော့မရွာသေးဘူးတော်သေးရပြောရမယ်ပေါ့နော်။အဲ့တော့စောစောစီးစီးပြင်ဆင်ပြီးတော့ဟိုတယ်ရကျွေးရဲ့မနက်စာဘူဖေးကိုသွားစားကြပါတယ်။ဘူဖေးကစုံပါတယ်စားလို့လည်းကောင်းခဲ့ပါတယ်။မနက်6နာရီခွဲမှာဟိုတယ် breakfast စားကျွေးပါတယ်။ breakfast စားပြီးရတဲ့မဟာမြတ်မုနိဖရာကြီးကိုဖူးဖို့ထွက်လာခဲ့ကြပါတယ်။အခုကျမတို့ရောက်ရှိနေတာကတော့မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့မန္တလေးမြို့ရဲ့အထောက်ထိပ်ထားရာမဟာမြတ်မုနိရုပ်ဘွားတော်မြတ်ကြီးမှာပဲဖြစ်ပါရဲ့ရှင်။မန္တလေးကိုရောက်ပြီဆိုရင်ပြည်တွင်းသာမကဘဲနဲ့ကမ္ဘာလှည့်ခီးသွားတွေပါမလားမဖြစ်လာရောက်ဖူးမြော်ကြတဲ့သမိုင်းဝင်ဖျားကြီးပေါ့နော်။ဖျားကြီးရဲ့စိတ်ဝင်စားစရာသမိုင်းကြောင်းတွေပြီးတော့ထူးခြားချက်တွေကိုဘုသူတ္တအနေနဲ့လည်းပြောပြပေးသွားမှာဆိုတော့ဆက်ကြည့်ပေးကြပါဦးနော်။ပထမဆုံးအနေနဲ့သမိုင်းကြောင်းလေးကိုအနေငယ်ပြောပြပါမယ်။မဟာမြတ်မုနိရုပ်ဘွားတော်မြတ်ကြီးကမူလရခိုင်ပြည်နယ်မှာတွန်းလုပ်ပူဇော်ခဲ့တာဖြစ်ပါတယ်။သမိုင်းရဲ့ဆိုအရမြတ်စွာဘုရားရှင်တတော်ထင်ရှားရှိစဉ်အခါကရခိုင်ပြည်နယ်ကိုကြွချီလာခဲ့ပြီးတော့တွန်းလုပ်ပြီးစရုပ်ဘွားတော်ကြီးကိုရင်ငွေတော်9ကြိမ်ကတ်လူခဲ့တယ်လို့ပြောကြည့်ကြပါတယ်။ဒါကြောင့်ရုပ်ဘွားတော်ကြီးကတတော်ထင်ရှားဘုရားရှင်နဲ့အလွန်တူတယ်လို့အဆိုရှိပြီးတော့ဖူးမြော်ရတဲ့သူတိုင်းစိတ်ထဲမှာဖျားရှင်ကိုကိုယ်တိုင်ဖူးတွေ့နေရသလိုမျိုးကြည်နူးမှုခံစားရတာပါနောက်ပိုင်းကုန်းမောင်ခဲဘိုးတော်ဖျားလက်ထက်မှာတော့ရခိုင်ကိုအောင်နိုင်ခဲ့တဲ့အခါမှာအိမ်ရှိမင်းသားအနေနဲ့တဆင့်မန္တလေးကိုပင်းဆောင်ပူဇော်ခဲ့တယ်လို့သိရပါတယ်မဟာမြတ်မုနိဘုရားကြီးရဲ့အထူးခြားဆုံးအချက်ကတော့မျက်နှာတော်ပဲဖြစ်ပါတယ်။ဘုရားပူလာတဲ့အဝေးရလူတွေရောအနီးရလူတွေပါမျက်နှာတော်ကိုကြည့်လိုက်ရင်ဂယုဏအပြည့်နဲ့ကြည်လင်ဝင်းပနေတာကိုတွေ့ရမှာပါ။ပြီးတော့ကိုလုံးတော်မှာလည်းဘုရားပူနေပြီးတော့ကတ်လူထားကြတဲ့ရွှေသင်္ကန်းတွေကြောင့်ကိုလုံးတော်တစ်ခုလုံးကဖောင်းကြပြီးထူထပ်လွန်းနေတာကိုလည်းတွေ့ရမှာပါ။တချို့နေရာတွေမှာဆိုရင်ရွှေသင်္ကန်းရဲ့အထူးကလက်မတော်တော်များများရှိနေပြီးတော့မျက်နှာတော်ကလွယ်ရင်ကျန်တဲ့ကိုလုံးတော်တစ်ခုလုံးကရွှေတိပြီးနေရလို့ပြောရမှာပေါ့နော်2025ခုနှစ်မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ငလျင်တန်းကြောင့်ပေါ့နော်ဒီမဟာမြတ်မုနိဘုရားကြီးမှာလည်းအပျက်စီးတွေအများများခဲ့ပါတယ်အခုမြင်ရတဲ့ခေါင်းလောင်းဆိုလည်းအိရှိမင်းလူရန်ခဲ့တဲ့ခေါင်းလောင်းမှာမန္တလေးမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ကြောင့်ပေါ့နော်အခုလိုမျိုးပျက်စီးဆုံးရှုံးမှုတွေများခဲ့ပါတယ်
အခုသွားနေတာကတော့ရန်ကုန်မန္တလေးအမြန်လမ်းမရဲ့ကြီးပေါ်ကမိုင်နိုင်361ရဲ့အနောက်ဘက်အနီးနားမှာရှိတဲ့ဝေယောဇနကျောက်စိမ်းစီတော်မြင့်ကြီးကိုသွားနေရဖြစ်ပါတယ်ဒီစေတော်ကြီးကကဘာမှာကြောက်စိမ်းတွေနဲ့ပဲတီးသန့်တည်ထားတဲ့စေတီတော်ကြီးပါစေတီတော်ကြီးရဲ့ညံတော်အမြင့်က85ပေ6လမ်းမရှိပြီးတော့ထီးတော်က9ပေနဲ့ငပြောဘူးက10ပေ6လမ်းမရှိကြောင်းကိုသိရပါတယ်ကျောက်စိမ်းစစ်တွေနဲ့တည်ထားတာဖြစ်တဲ့အတွက်ကြောင့်မြမယေရနာကိုကဘာကနေတည်အောင်လို့ပြလိုက်တယ်လို့ပါပဲဇေဒီတော်ရဲ့အပြင်ဘက်တင်မကပဲနဲ့အတွင်းဘက်နေရန်ဒီမှာလည်းကျောက်စိမ်းချက်တွေကိုအနုပညာလက်ရာမြောက်စွာနဲ့ထွင်းထူထားတာကိုတွေ့ရမှာပါဒီစေဒီကိုတီးထားတဲ့ရည်ရွယ်ချက်ကပေါ့နော်မြမယေဒနာကျောက်စိမ်းကိုကဘာတီအောင်ပြဖို့တခုတည်းနဲ့မဟုတ်ဘဲနဲ့နောက်လာနောက်သားတွေလက်ဆင့်ကမ်းပြီးတော့ပေါ့နော်ဆက်ပြီးလေ့လာကြည့်ရှုနိုင်မယ်ကျောက်စိမ်းပြတိုက်လိုမျိုးရည်ရွယ်ပြီးတော့တီးထားတာလို့သိရပါတယ်တာမန်အဖြစ်တော့ကျောက်စိမ်းကိုလက်ဝတ်ယေဒနာတွေအနေနဲ့ပဲမြင်ဘူးကြပါမယ်အခုလိုစေဒီတော်ရေးတဆူတုံးကိုပေါ့နော်ကျောက်စိမ်းနဲ့တီးထားတာကတော့တကယ်ကိုအံ့ဩဖို့ကောင်းတယ်လို့ပြောရပါမယ်ဖျားတာရဲ့ကဥဆိုးနိုင်တဲ့ဖျားတာရဲ့ကမှဒေါ်အေးအေးခိုင်လိုမိသားစုကနေပြီးတော့ဒီကြောက်ရိုင်းကြောက်ချော်ရင်းနေပေါ့နော်တစားဆင်ပြီးတော့ဒီကြည်ညိုဖို့ကောင်းတဲ့ဝေယောဇနကြောက်စိန်သေးဒီတော်ကြီးကိုတီထားကိုခွေခဲ့တယ်လို့သိရပါတယ်ဒီစေဒီကိုတီထားပူဇော်ဖို့အတွက်ကို25နှစ်ကျော်လောက်ကြောက်စိန်တွေကိုစုဆောင်းခဲ့ရတယ်လို့လည်းသိရပါတယ်ဒီခုထဲမှာဆိုရင်လည်းဒီစေတီတော်ကြီးတည်ဆောက်ခဲ့တဲ့တမိုင်းအကြောင်းတွေနဲ့ဘယ်လိုမျိုးလေးလားဘယ်လိုမျိုးစီစဉ်ခဲ့တယ်ဘယ်လိုမျိုးထွန်းထုတ်ခဲ့တယ်ပြီးတော့ဖျားတာရဲ့ကဥဆုံနိုင်ရဲ့စက်ကြောင်းတွေရဲ့အဲ့လိုမျိုးတွေကိုစုံလင်စွာဖော်ပြထားပါတယ်
ဒါကတော့ဖျားကြီးတဲစင်ခါနေပြီးတော့ကြောက်စိန်တုံးတွေကိုဖြတ်ခဲ့တဲ့စိန်ဘိန်းတွေပါအခုကတော့ကြောင်စိမ့်စီကနေပြီးတော့အေယာဝတီမြင်းမြကမ်းနားမှာရှိတဲ့ရွှေကြကြဖျားကိုသွားပါတယ်ပြီးတော့မာရီစတောင်းလေးဆရာတို့ပါအခုကတော့မန္တလေးမြို့အေယာဝတီမြကမ်းနားကတောင်ကုန်းမြင့်မြင့်လေးပေါ်မှာရှိတဲ့ရွှေကြကြစီရီတော်မြတ်ကြီးစီမှာပဲဖြစ်ပါတယ်ဒီဖျားကစကိုင်းတရားနာမှာရှိပြီးတော့မြင့်မြင့်ကွင်းကြီးနဲ့အရန်ကိုလှပသက်ပေးတဲ့ဖျားတစ်စုပါပထမဆုံးအနေနဲ့ရွှေကြကြဆိုရဲဖျားပွဲတော်ဖြစ်ပေါ်လာဖို့တမိုင်းကြောင်းလေးကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်မြတ်စွာဘုရားရှင်ကပါရမီဖြည့်စီစဉ်ခါကပေါ့နော်ဒီတောင်ကုန်းလေးမှာရွှေကြမင်းဘဝနဲ့ကျင်လည်ခဲ့ဘူးလေလို့ဆိုပါတယ်အဲ့ဒီရွှေကြမင်းဘဝနဲ့နေထိုင်ကျက်စားခဲ့ပြီးတော့ခြေရာချခဲ့တဲ့နေရာဒါမှမဟုတ်ရင်ရွှေကြက်မင်းဝစ်စင်ခဲ့တဲ့နေရာကိုရွှေကြက်ကြဖျားလို့အမည်တွင်လာတယ်လို့သိရပါတယ်။ဒီစေတီတော်ကြီးကိုသမိုင်းတစ်လျှောက်ပြန်ကြည့်ရင်အိန္ဒိယနိုင်ငံကသာသနာပြုမင်းကြီးဖြစ်တဲ့တေးဓမ္မတောကမင်းကြီးကနေပြီးတော့စတင်တည်ထားခဲ့တာလို့သိရပါတယ်။ပြီးတော့မှကုန်းမောင်ခဲစင်ဖြူရှင်မင်းနဲ့ပဒုံမင်းလက်ထက်တွေမှာထပ်မံပြုပြင်မွမ်းမံခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မို့ဇေဒီတော်ရဲ့ပြီးသူကလက်ရာတွေမှာရှေးဟောင်းကုန်းမောက်ခဲအငွေသက်တွေကိုပါမြင်တွေ့နိုင်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာတစ်ခုကရွှေကြကြဖျားရှိသလိုမျက်နှာချင်းဆိုင်မြစ်တစ်ဖက်ကမ်းမှာပေါ့နော်စကိုင်းဘက်ချမ်းတောင်ကုန်းပေါ်မှာလည်းရွှေကြစာဖျားဆိုပြီးတော့ရှိရလို့သိရပါတယ်။အယူဆကတော့ရွှေကြက်မင်းကအမရပူရဘက်ကအခုရွှေကြက်ကြတောင်မှာပေါ့နော်အိဆာအနားယူပြီးတော့စကိုင်းဘက်ချမ်းရွှေကြက်စာတောင်ဘက်ကိုပြန်သွားပြီးတော့အစာရှာထွက်ရရှိတာကိုအစွဲပြုပြီးတော့ဖျားနှစ်စုပေါ်ပေါက်လာတယ်လို့ဒေသခံတွေကပြောပြပါတယ်ဒီနေရာကနေကြည့်လိုက်ရင်တာယာပြီးတော့ကျဲပြတ်နေတဲ့အေယာဝတီမြစ်ကြီးရဲ့ပြီးတော့စကိုင်းတတားကြီးနဲ့ဟိုဘက်ကန်ကစကိုင်းတောင်ရုံပေါ်ကစေတီပထိုးလေးတွေကိုလည်းမြင်ရတာဖြစ်တဲ့အတွက်ကြောင့်ရှုခင်းအရန်လာတာကိုလည်းတွေ့မြင်ရမှာပါရှင်းဟောင်းသမိုင်းဝင်လည်းဖြစ်ရှုခင်းလည်းရမ်းလာတဲ့နေရာမလို့မန္တလေးကိုရောက်တယ်ဆိုရင်ရွှေကြကြဖျားကိုသွားပြီးတော့ဖူးဖို့တိုက်တွန်းချင်ပါတယ်မန္တလေးမှာမနက်ပိုင်းဖျားလဲဖူးပြီးပြီဆိုတော့ကိုကတော့နေ့လည်စာစားဖို့အတွက်ကိုရာမညဆိုတဲ့ထမင်းဆိုင်အောင်လာပါတယ်ဆိုင်မှာလည်းရမ်းဟင်းဆုံးပါတယ်စားလို့လည်းတအားကောင်းပါတယ်ဒီဆိုင်မှာလက်ဖက်သားနှက်တာတော်တော်လေးစားလို့ကောင်းပါတယ်ဝက်လက်ဖက်လည်းတော်တော်လေးစားလို့ကောင်းတယ်ပေါ့နော်ဒီဆိုင်ရောက်ရင်လက်ဖက်ကိုစားကြည့်ပါပြောရတဲ့ခွက်တွေလည်းတန်းရှင်းရှင်းနေပေါ့နော်တေချာလေးလုပ်ပေးထားတာဆိုတော့တန်းပြန်လေးရှိပါတယ်ထမင်းစားပြီးတော့နေလဲနည်းနည်းပူနေတာနဲ့ဟိုတယ်မှာပဲပြန်ပြီးတော့ခဏနာကြပါတယ်ဒီ vlog လေးပြီးသွားရင်နောက်မှာပတ်တူးလေးအနေနဲ့ညနေပိုင်းသွားလဲပတ်တာတွေဖျားသွားဖူးတာလေးတွေကိုလည်းထပ်ပြီးတော့တင်ပေးမှာဆိုတော့ဆက်ပြီးတော့စောင့်ကြည့်ပေးပါအောင်နော်အားလုံးပဲကျေးဇူးတင်ပါတယ်